အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတချင်းလေးရလဲလူဦးတိုက်ပွဲခရောင်းတော်လမ်းမှာရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကြော်လွားဖြတ်ကျော်နိုင်ပါစေခွန်အားတွေရပါစေလို့ကျွန်တော်ရည်မျှော်ပါတယ်ခင်ဗျာနော်လဲရဲ့ကြမ်းတမ်းလဲလေရှေ့ဆက်နေလေရင်ပြန်တွေဘုံကျဲမှုကိုအတူရင်သာလေအချို့စစ်ဆောင်ဘဝတွေတောတောင်ကြားကပဂတိအခြေဒုက္ခများစွာကြုံရပုံကိုပြေလို့မြင်ကြည့်လေရဲ့ဘဝအပူဟူသည်မြကူမြပေးရန်တို့စောလိုက်ပါရစေဒီတချင်းလေးရလဲကျွန်တော်တို့လက်ရှိမြေပြင်မှာဖြစ်နေတဲ့အခြေအနေတွေကိုရေးဖွဲ့တည်သုံးထားတာဖြစ်ပါတယ်ကျွန်တော်တို့အခုစစ်ဆောင်တွေတိုးတဲ့တောင်ထဲမှာပါလေရင်တံကိုအလူးလဲခံစားရင်အာနာရှင်စနစ်ကိုကြက်ခံတွန်းလှန်နေသေးပါပဲခင်ဗျာ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရွေးချယ်တဲ့လမ်းကျွန်တော်တို့အဆုံးထိသွားမှာပါ။ယုံကြည်ရာအတွက်အသက်နဲ့ဘဝကိုစတေးခံပြီးမကြောက်မရွံ့နောက်မတွန့်ဘဝမှာတည်ရလဲတစ်ခါပဲပေါ့ဗျာ။ကိုရွေးချယ်သောကိုရဲ့လမ်းမို့အဆုံးထိသွားမှစိတ်ချနေယုံကြည်ရာကိုအသက်နဲ့ဘဝတော်စတေးလို့ခံမလေမကြောက်မရွံ့နောက်မတွန့်ဘူးလေအသက်သေးရလဲတစ်ခါပဲလေအမျိုးယုံမိတ်စာစစ်ဘလူးတွေကိုအဆုံးထိအောင်တိုက်မလေကိုသမိုင်းလာလို့လိပ်ပြလုံးလျက်ຫນွေဦးသစ္စာပြူကတောင်းစုချွေအနုပညာတွေအမြဲဖန်တီးကပြည်သူအကျိုးကိုရှေးရှုကမသွေးချစ်တဲ့တို့ပြည်သူများတွေအပူမီးတွေငြိမ်းလို့ခွန်အားဖြစ်အောင်ရည်စူးတလေအနုပညာဆွဲကိုင်လက်နဲ့ဓာသွားအလားပမညွတ်ပြူကလေးအာနာယူများအတွက်ကျွန်တော်တီဟာရေးဆိုသောအနုပညာကကလောင်ဓာတလက်ပမာပဲအမျိုးယုံမိတ်စာစစ်ဘလူးတွေကိုအဆုံးထိအောင်တိုက်မလေကိုသမိုင်းလာလို့လိပ်ပြလုံးလျက်ຫນွေဦးသစ္စာပြူကတောင်းစုချွေ